Hello，来给大家看一下多宝的红蓝多宝哦，它这一盒里面大多数的都是蓝宝比较多一点，白蓝宝啊、黄蓝宝、粉蓝宝呀都有的啊，但是有些的话就是红宝石、红蓝多宝的，红宝石的话比较小一些，这种的话可能会出红宝石。这是属于红蓝多宝的家族然后呢，它全部的话有24克拉多，全部有24克拉多，很好看的一个料子哦。但是这些都是天然的嘛，所以可能会有一点点天然的内含物，但是不影响美观的哦。这种一颗都能卖到1000多的，这种一颗这些蓝宝石啊，一颗都能卖到1000多。如果买不到1000多，也是800，至少800都能买到的哦。然后呢，它这全部一起24克拉，价格的2500人民币，价格是2500人民币哦。如果喜欢的话，可以私信的啊，可以私信。谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကြာမာရောင်စုံကြောက်လေးပေါ့ရမ်းလာနော်။မာရောင်စုံကြောက်လေးပါရှင်။ဒါလေးဆိုလို့ရှိရင်ကိုယ်တိုင်ထည့်ခတ်လို့လည်းရပါတယ်။ကြောက်လေးကတော့ဒီရဲ့ပိုင်းပဲတဘာဝဆိုတော့နည်းနည်းအပြစ်နာဆောင်လေးလို့ရှိပါတယ်ရှင်။ဒါပေမဲ့သူတို့ကအလားတရားမဖုံးပေါ့နော်။ဒါလေးဆိုလို့ရှိရင်ဒီမျိုးတလုံးချင်းစီရောင်လို့ရှိရင်မြတ်တယ်ပေါ့နော်။ဒါလေးဆိုလို့ရှိရင်ကိုယ်တိုင်ထည့်ခတ်မယ်ဆိုလည်းရပါတယ်ရှင်။ဒါလေးကကျတော့အကုန်လုံးမှ9သိန်းလေးပါပဲရှင်။ဒါလေးစီလေးကအကုန်လုံးမှ9သိန်းလေးပါချဲလို့ရှိရင်စီမှာလာခဲ့ပြီပေါ့နော်။